မင်္ဂလာပါတယောက်သောသူကြီးလက်ဝါးပြမှာရှိတဲ့လက္ခဏာလမ်းများသည်ဖုံးတစ်လုံးရဲ့စက်တင်လို့ပေါ့တယောက်သောသူကြီးလက်ဝါးပြမှာရှိတဲ့လက္ခဏာလမ်းများသည်ဖုံးတစ်လုံးရဲ့စက်တင်လို့ပဲလက္ခဏာရှင်လူသားကြီးလူမှုရေးစီးပွားရေးကျန်းမာရေးအိမ်တော်ရေးဒနာဥစ္စာဆင်းရဲချမ်းသာကံပါရမီများဒီရဒေတာပြောင်းလဲများစတဲ့ပေါ့နော်ဘဝတစ်ခုလုံးဖြစ်တည်မှုတစ်ခုလုံးနဲ့သက်ဆိုင်တဲ့အလုံးစုံသောအကြောင်းချင်းရာဖြစ်ပျက်များကိုလက္ခဏာဘာသာစကားများအဖြစ်လျှို့ဝှက်တိုးတိတ်စွာပေါ်ပြလျက်ရှိနေပါတယ်ဒါကတော့အသက်လမ်းကြောင်းလို့ခေါ်တယ်ဘဝလမ်းကြောင်းပေါ့နော်ဆင်းရဲချမ်းသာကံပါရမီများဒီရဒေတာအပြောင်းလဲများအိမ်တော်ရေးလူမှုရေးစီးပွားရေးကျန်းမာရေးပေါ့အလုံးစုံသောအကြောင်းချင်းရာဘဝဖြစ်တည်မှုတစ်ခုလုံးနဲ့သက်ဆိုင်တဲ့လမ်းဖြစ်ပါတယ်အခုမြင်နေရတဲ့လက္ခဏာရှင်အသက်လမ်းကြောင်းလို့ခေါ်တဲ့ဘဝလမ်းကြောင်းဒီထင်ရှားခြင်းပြတ်သားခြင်းရှည်လျားခြင်းနဲ့ကျယ်ဝန်းခြင်းဒုတိယတစ်ချက်ကောင်းတာကစောက်ဝိုင်းချမ်းပုံစံစောင်းနေခြင်းပေါ့နော်အထူးကောင်းမြတ်တဲ့ပုံစံဖွဲ့စည်းမှုဖြစ်နေတဲ့အတွက်လက္ခဏာရှင်စီဘေးဥပ္ပအန္တရာယ်များကင်းဝေးမယ်အနာရောဂါများလျင်မြန်စွာပပျောက်စေမယ်ဆင်းရဲကင်းစေမယ်တသက်တာဘဝငွေကြေးဥစ္စာတိုက်တာအိုးကြီးများကောင်းသောစေတနာပစ္စည်းများပိုင်ဆိုင်စေတယ်ပေါ့ကျမ်းမာသက်စေခြင်းဆင်းရဲကင်းခြင်းကြောဝချမ်းသာစေတဲ့အချင်းဆိုတဲ့ဘဝကောင်းကျိုးများပြေဝစေတတ်ပါတယ်အသက်လမ်းကြောင်းဒီလက္ခဏာလမ်းများအားလုံးတဲ့တာလုံးအရေးကြီးတဲ့လက္ခဏာလမ်းများအားလုံးဘယင်လမ်းမှာမိခင်လမ်းမှာဖြစ်ပါတယ်ဒီလမ်းကြောင်းကောင်းရင်အရာအလုံးပြည့်စုံသွားပါပြီဟုတ်ပါပြီအဲ့တော့အသက်လမ်းကြောင်းရဲ့အောက်ခြေဘက်မှာဒီဘက်မှာပိဋိပုံစံဇေဒီပုံစံတရိကံပုံစံပေါ့နော်ဒီနေရာလေးကတော့နည်းနည်းရှုပ်ပါတယ်ဒီနေရာလေးကဒီလိုတီးတီးခြားခြားဖြစ်နေဖို့လိုတယ်ဥပ္ပမြင်းနေဒီလိုဖြတ်လိုက်လို့အဖြက်မြင်းနေတော့တရိကံပုံတွေဇဝေဇဝါထင်အောင်ဖြစ်သွားတာဆိုရင်တော့အဆင်မပြေဘူးပေါ့နော်အခုဒီမှာမြင်နေရတဲ့လက္ခဏာရှင်ရဲ့ဒီအောက်ခြေပိုင်းမှာတိကျသေးကြတဲ့ပေါ့နော်အစွန်တွက်ဒီပါတွေမရှိဘဲနဲ့တေးသေးချာချာတိတိကျကျတက်ရဖြစ်နေတဲ့တရိကံပုံတွေရှိနေတယ်ဒါဘာကိုပြောလဲလက္ခဏာရှင်ရဲ့တသက်တာဘဝမှာဆင်းရဲကင်းမယ်ဒနာဥစ္စာကံကောင်းမယ်ကောင်းသောအဝိတိုက်တာအဆောက်အဦများပိုင်ဆိုင်ရရှိမယ်ဒါကိုပြောတယ်နောက်တစ်ချက်ဒုတိယချက်ကမိမိမွေးရမြေမှာဝေးသောရဒေသများဒိုင်းနမပြပခရီးများဆက်သွယ်ခြင်းသွားလာခြင်းဒါတွေကံကောင်းနေမယ်အုံတော်လမ်းလို့ခေါ်တဲ့ဉာဏ်လမ်းဦးကောင်းလမ်းလို့လည်းခေါ်တယ်မြန်မာတွေကပညာရေးလမ်းအင်္ဂလိပ်လက္ခဏာကျမ်းတွေမှာဥစ္စာတနာလမ်းလို့ရေးတယ်ဒီလမ်းကြောင်းကောင်းရင်လက္ခဏာရှင်ရဲ့ဉာဏ်ပညာတတိနာလည်းမှုစွမ်းအထူးရတက်မြတ်တဲ့လူတစ်ယောက်ဖြစ်တယ်သူရဲ့တသက်တာဘဝမှာအတွေးအကြံများအောင်မြင်ပြီးတော့ဘဝအရာရာတိုးတက်ကံကောင်းနေတယ်ပေါ့နော်လူတစ်ယောက်ဘဝမှာအတွေးအကြံတွေအောင်လာရင်ဘာလို့သေးလဲပေါ့နော်သူကြံစီလှုပ်ဆောင်မှုများသူစိတ်ကူးစိတ်တမ်းများအောင်မြင်တယ်ဆိုရင်အားလုံးပွဲပြီးသွားပါပြီဒါတော့နှလုံးသားလမ်းလို့ခေါ်တဲ့ချင်းမြတ်တာလမ်းမှာလက္ခဏာရှင်ရဲ့ရင်ဘတ်တွေကတို့နဲ့နှလုံးခုန်နေတဲ့နှလုံးသားကြီးရဲ့အချက်လက်များကိုသိပ္ပံကြီးကြဖော်ပြတယ်ပေါ့နော်နှလုံးသွေးစီးဆင်းမှုဆိုင်ရာကျမ်းမာရေးအချက်လက်များရှင်သန်မှုအတက်နှလုံးသားရုပ်ပိုင်းနှလုံးသားစိတ်ပိုင်းချင်းမြတ်တာအင်တော်ရေးခံစားမှုများမနာလို့ခေါ်တဲ့စိတ်ဝိညာဉ်ပေါ့နှလုံးသားရဲ့ရုပ်ပိုင်းစိတ်ပိုင်းအားလုံးကိုဖော်ပြတဲ့နှလုံးသားလမ်းဖြစ်ပါတယ်ဒီလမ်းထင်ရှားအားကောင်းပြီးတော့ကောင်းတဲ့ပုံစံရှိနေရင်နှလုံးသွေးစီးဆင်းမှုဆိုင်ရာကျမ်းမာရေးကောင်းမှုမယ်အသက်ရှိမယ်တသက်လာရေရှည်ဘဝအတွက်ကံကောင်းစေသောအိမ်တော်ချင်းမြတ်တာမိသားစုတာသမီဘဝများရရှိလာမယ်။အိုဇာတာကောင်းနေမယ်။လာရဘဝခရီးကောင်းနေတယ်ပေါ့နော်ဒီလောက်ထိပါပါတယ်။ဟုတ်ပါပြီ။ဒါတော့လက်မအဖျားပိုင်း logic စဉ်းစားတွေးတောမှုဉာဏ်ပညာအရှင်မဲ့ဇောလုံးလာဝရိယတတ္တိဒီလက္ခဏာရှင်မဲ့လက်မအဖျားအရင်အားကောင်းတယ်။ဉာဏ်ပညာစိတ်ပိုင်းဇောလုံးလာဝရိယတတ္တိရုပ်ပိုင်းပြည့်စုံတယ်။လက်မတောင်တင်းပြီးတော့နည်းနည်းဖြောင်းတန်းပြီးမာတဲ့ပုံစံရှိနေတဲ့အတွက်လက္ခဏာရှင်ဟာယုံကြည်ရအတွက်ခေါင်းမာတဲ့စိတ်ပိုင်းဆိုင်ရာမာကြောတဲ့ခုံကြီးတွေမြင့်မားတယ်ပေါ့နော်ဇောလုံးလာဝရိယတတ္တိရှိတယ်ဒါလည်းကောင်းတယ်လက်ချောင်းလေးတွေနဲ့ဒီလက်ဝါးပြင်အသားဆိုင်ပိုင်းဒီစိတ်ကူးမြင်းလေးတစ်ခုဆွဲကြည့်လိုက်လက်ချောင်းလေးတွေအပိုင်းကစိတ်ပိုင်းအတွေးခေါ်ဉာဏ်ပညာစိတ်ရင်အားပေါ့လက်ဝါးပြင်အသားဆိုင်ပိုင်းကခန္ဓာကိုယ်လူဆိုတဲ့ပရိုတိန်းဖွဲ့စည်းရုပ်ဆံမှုရုပ်ဝတ္ထုတွေနဲ့ပတ်သက်တဲ့အရာပေါ့နော်စိတ်ပိုင်းဆိုင်ရာလက်ချောင်းလေးတွေနဲ့ရုပ်ပိုင်းမျှတာတဲ့အတွက်ဒီစိတ်ပိုင်းနဲ့ရုပ်ပိုင်းအတွေးခေါ်ဉာဏ်ပညာနဲ့စဉ်းစားမှုအတက်တဲ့ဘဝနဲ့စိတ်ပေါ့နော်ညီညွတ်မျှတာတဲ့သဘောရှိပါတယ်လက်ချောင်းလေးတွေတစ်ခုနဲ့တစ်ခုဝေးနေတယ်ပေါ့နော်ဒီနေရာကိုနည်းနည်းလေးဟာပြီးဝေးနေတဲ့အတွက်ခိုင်ရှင်လွတ်လပ်စွာနေထိုင်တတ်တယ်လွတ်လပ်မှုမြတ်လို့တတ်တယ်ကိုယ်ပိုင်တွေးခေါ်ရှိတယ်ဒါတွေကိုဖော်ပြနေတယ်တောက်ကြကြုတ်ကိုအားကောင်းတယ်ပေါ့ယောဂကင်းမဲ့အသက်ရှင်မဲ့ရိုးရိုးအေးအေးနေတတ်တဲ့သဘောရှိတယ်ရှုပ်ရှုပ်ထွေးထွေးမလုပ်တတ်ဘူးတနေ့တာကြုတ်ကိုအားကောင်းတယ်လူသိများမယ်ငွေကြေးတနာဥစ္စာကံကောင်းမယ်ပေါ့နော်ဇာတာပရိကြုတ်ကိုဖုံးတို့ဒေတာကောင်းပါတယ်ဖုံးတို့ကံပါရမီရှိတယ်စနေကြုတ်ကိုကောင်းတယ်ပေါ့ခံကြမှာစိုးလို့မရှိဘူးတနေ့ကလေးကြုတ်ကိုကောင်းတယ်အောင်မြင်နိုင်တဲ့ကံပါရမီရှိတယ်ပုတ်ဖူးကြုတ်ကိုကောင်းတယ်လိမ္မာပန်းနဲ့ပြီးတော့ကျွမ်းကျင်လိမ္မာမှုရှိတယ်အသိပညာအတတ်ပညာနဲ့တိုးတက်အောင်မြင်လာစေတယ်မာဒီကညီဘူးလေးလက်တန်းလို့ခေါ်တဲ့ပုတ်ဖူးကြုတ်ကိုမာဂျူရီပေါ့နော်လက်တန်းလေးရနဲ့အသေးချကြည့်ရင်
နည်းနည်းလေးပေါ့နော်ဒီအစ်စ်ပိုင်းကနည်းနည်းလေးကြီးပြီးအလဲရတိမ်ပြီးတော့ဒီမှာပုံစံတစ်မျိုးလေးဖြစ်နေတဲ့အတွက်လက္ခဏာရှင်ဟာသူဒီအသိပညာအတတ်ပညာပေါ့ဆွဲဆုံးပေါ့နော်မျိုးစုံတက်သိနားလဲတဲ့သဘောရှိပါတယ်လက်ဝါးပြန်တစ်ခုလုံးကြည့်မယ်ဆိုရင်လည်းဒီလက်ဝါးပြန်ပေါ်မှာကံကြမ္မာအမိုက်လို့ခေါ်တဲ့ဥပ္ပမြင်နေမရှိဘဲနဲ့တန်ရှင်းနေတာကိုမြင်ရတဲ့အတွက်သူတသက်တာဘဝမှာကျမ်းမာခြင်းအသက်ရှည်ခြင်းအန္တရာယ်ကင်းခြင်းနဲ့ကောင်းသောသဘောဆောင်တဲ့ဘဝတစ်ခုရရှိမယ်ဆိုတော့ဖော်ပြနေပါတယ်ဟုတ်ကဲ့ပါအားလုံးပဲဘေးဥပ္ပအန္တရာယ်ဝေးကွာလူရဲ့ဆန္ဒပြေပါဘလို့စိတ်ဝမ်းအေးချမ်းနိုင်ကြပါစေရော